ကိုရီးယားမှာပဲရှိတဲ့အမိကိုเจ้าမြေခွေဂူမီယိုဇက်ကကောင်းများနံပါတ်1 Tail of the Night တဘောလုံးစာအချစ်ကိုရှာဖွေဖို့နတ်ဖျားရသူကိုဆွန့်လွတ်ခဲ့တဲ့အမိကိုเจ้าမြေခွေကြီးနဲ့တိတ်ဘွားကချစ်သူနဲ့ရုပ်ချင်းစင်တူတဲ့ဂျဲရင်နဲ့ဒရိုက်တာမလီတို့ရဲ့ကံကြမ္မာအလှည့်ပြောင်းဒီဇက်ကားလေးကိုတော့ TVN ဆိုတဲ့ရုပ်သံလိုင်းကနေထုံးလင်းပြသခဲ့ပြီးတော့အပိုင်းအနေနဲ့16ပိုင်းတိပါရှိတဲ့ Fantasy Romance Action ရတာဆောင်ကိုတဝကြီးခန်းစားရမယ်လူကြိုက်များအောင်မြင်မှုများစွာရခဲ့တဲ့ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်ကိုရီးယားတန်နာကြီးရဲ့အမိကိုเจ้าမြေခွေနဲ့နတ်ဆိုးတွေအကြောင်းကိုခင်မီဆန်တစ်တဲ့ပုံစံနဲ့ရိုက်ကူးတင်ဆက်တာတို့လူကြိုက်များခဲ့တဲ့အတွက် Tail of the Night 1938 Season 2ကိုရိုက်ကူးခဲ့ပြီးတော့ပြည်တွင်းမှာတင်မကနိုင်ငံတကာမြန်မာနိုင်ငံမှာတော်တော်လေးမှရေပန်းစားခဲ့တဲ့ကားကောင်းလေးတကားဖြစ်ပါတယ်ဇက်လန်လီကတော့ရှေခစ်ကဘန်ဒူကန်တောင်တန်းရဲ့အုပ်ဆိုသူနတ်ဖျားတစ်ပါးဖြစ်ခဲ့တဲ့လီယွန်ဟာသူ့ရဲ့အချစ်ဆုံးလူသားအမျိုးသမီးလေးတည်ဆုံသွားတဲ့အခါမှာအနှစ်600ကြာတဲ့ဒီလူလိုကားတွေမှာပုံအောင်နေထိုင်ရင်မစုံနိုင်တဲ့နတ်တတော်ဝါတွေကိုဖမ်းဆီးတဲ့အလုပ်ကိုလုပ်ခဲ့နေရကနေတနေ့မှာတော့အတိတ်ကသူ့ချစ်သူနဲ့တပုံစံနဲ့သူ့ယုံနေမကပဲခလေးဘွားလှုပ်ဝက်ချက်တွေရှိနေတဲ့ရုပ်တံထုတ်လုပ်သူနန်ဂျီအာနဲ့မထင်မှတ်ပဲနဲ့ဆုံတွေ့မိပါတော့တယ်တာစီယာခတ်တဲ့အချစ်ညီအကိုကြားကပဏိပခတွေနဲ့တူရှေခစ်ကရန်သူဟောင်းဖြစ်တဲ့မွေနဲ့ဆိုကြီးပြန်လည်နိုးထလာတဲ့အခါမှာတော့သူတို့ရဲ့အချစ်ကိုဘယ်လိုကာကွယ်သွားမလဲဆိုတာကိုရင်သက်ရှုမပွဲကြည့်ရမယ်ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေနဲ့ကတော့မင်းသားကြီးလီဒုံဝတ်မင်းသမီးချော်လေးဂျိုးဘိုဟာမင်းသားကင်မန်တို့ကအသွဲညီညီတရုပ်ဆောင်ထားကြပြီးတော့ rating နေနဲ့ကတော့ IMDb 7.9 ရရှိတဲ့ဇာကာကောင်းလေးတကဖြစ်ပါတယ်နံပါတ်2 My Girlfriend AA ဂူမီဟိုနှစ်ပေါင်း900ကြာပိတ်မိနေတဲ့မြေခွေးမလေးကိုမတော်တဆလွတ်ပေးမိပြီးနောက်သူမကိုကြောက်လန့်တကြားနဲ့ပြူစုဆော့ဆော့ပေးနေရင်ကနေတဖြည်းဖြည်းအချစ်တယ်မျောပါသွားရတဲ့ကောင်လေးဒီဇက်ကလေးကတော့ SBI ရုပ်သံလိုင်းကနေထုံးလင်းပြသခဲ့တဲ့အပိုင်း16ပိုင်းပါရှိတဲ့ Romantic Comedy ကဏ္ဍဝင်ဇလန်တွေကောင်လေးပဲဖြစ်ပါတယ်မြေခွေးနတ်သမီးလို့ပြောရင်အသေးစားတတ်တဲ့ကြောက်မက်ဖွယ်တော်တော်လို့တွေးမိမဲ့စာအရန်ကိုချစ်စရာကောင်းတဲ့မြေခွေးမလေးအတွင်ပုံပေါ်ထားလို့ယနေ့အထိကိုကဘာတောင်ကပြိတ္တတွေနှလုံးသားထဲမှာနေရာယူထားတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်ဇလန်လေးကတော့ချမ်းသာတဲ့မိသားစုကနေဆင်းသက်လာပြီးတော့ကြောင်းမတက်ချင်ပဲနဲ့အချင်းမင်းသားကြီးဖြစ်ကျင်နေတဲ့လူငယ်လေးချာဒီဝုံးဟာမုံတိုင်းထန်တဲ့ညတညမှာဖះเจ้าတစ်ခုတွေကမတော်ဆရောက်ရှိသွားပြီးတော့ပကြီးကားထဲမှာနှစ်ပေါင်း900ပိတ်မိနေတဲ့ဘူမီဟိုမလေးကိုလွတ်ပေးမိပါတော့တယ်လူသားအပြေးဝဖြစ်ချင်တဲ့မြေခွေးမလေးကဒေဝုံနောက်ကိုတကောက်ကောက်လိုက်ပတ်လာပြီးနောက်ဒေဝုံခမရသူမကိုကြောက်လို့ဖယ်ရှားဖို့ကြိုးစားပြီးမယ်လေတဖြည်းဖြည်းနဲ့သူမရဲ့ဖြူစင်ပြီးတော့ချစ်စရာကောင်းတဲ့ဇယိုက်လေးအပေါ်ယုံမထွက်နိုင်အောင်ချစ်မိသွားပါတော့တယ်လူသားဖြစ်လာဖို့ကြိုးစားတဲ့ခီးလန်ကအခက်ခဲတွေအလွယ်လဲအချော့ချော်ဦးသက်စရာဟာတာခန်းတွေနဲ့တူကြည့်ရှုသူတွေကိုအပြုံးပန်းစီစဉ်မဲ့ဇာကာကောင်းလေးတကဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေနဲ့ကတော့မင်းသားချော်လေးအီဆောင်ကြီးနဲ့မင်းသမီးချော်လေးရှင်မင်းအားတို့ကအသွဲညီညီပါဝင်တရုပ်ဆောင်ထားပြီးတော့ rating နေနဲ့ကတော့ IMDb 7.6 ရရှိထားတဲ့ဇာကာကောင်းလေးပဲဖြစ်ပါတယ်နံပါတ်3 My Woman ASA ဂူမီဟို999နှစ်သက်တမ်းရှိတဲ့ပါမုတ်ခမြေခွေးကြီးရဲ့အဖိုးတန်မြေခွေးပလဲကိုမတော်တဆမျိုးချလိုက်မိတဲ့ကောလိပ်ကျောင်းသူလေးတေဘေးကလွတ်မြောက်ဖို့အတူနေထိုင်ရကနေစတဲ့အိမ်တော်ဘက်အလွယ်များဒီဇက်ကလေးကတော့နာမီကြီးဝက်ပုံကိုအခြေခံပြီးတော့ TVN ဆိုတဲ့ရုပ်သံလိုင်းကနေထုတ်လင်းပြသခဲ့တဲ့အပိုင်း16ပိုင်းပါဝင်တဲ့ Fantasy Romance Comedy ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်ခေတ်တည်းလူလိုကတဲ့မှာအထက်တန်းဆက်ဆံနေထိုင်တဲ့မြေခွေးတစ်ကောင်နဲ့စိတ်ကူးမရင်တက်ပဲနဲ့ပူပွင့်လင်းလင်းနေတဲ့ကောလိပ်ကျောင်းသူတို့ရဲ့ရေမောပြွှေရမယ်ဇလန်လေးပဲဖြစ်ပါတယ်ဇလန်လေးကတော့လူသားအစစ်မှန်ဖြစ်လာဖို့အတွက်နှစ်ပေါင်း999နှစ်တိုင်လူဆွမ်းရင်းတွေကိုမြေခွေးပလဲတဲ့စုဆောင်နေတဲ့အထီးကူမီကိုရှင်ဦးချင်းဟာတညမှာတော့အယံမူးနေတဲ့တငယ်ချင်းကိုကူညီရင်းကနေကိုလိကျောင်းသူလီဒန်နဲ့မတော်တဆထိမိရာကနေသူ့ရဲ့အသက်သွေးကြောပလဲလုံးလေးကိုလီဒန်ကမျိုးချမိသွားပါတော့တယ်အဲ့ဒီပလဲကိုတစ်နှစ်အတွင်းပြန်မထုံးနိုင်ရင်လီဒန်ကတိတ်ဆုံးသွားမှာဖြစ်တယ်လို့ဘူဂျိုကလည်းလူသားပြည့်ကွင်းကိုဆုံးရှုံးရမှာဖြစ်ပါတယ်ဒီလိုနဲ့ပလဲကိုကာကွယ်ဖို့အတွက်သူတို့နှစ်ယောက်စာချုပ်ချုပ်ပြီးတော့တအိမ်နဲ့တူတူနေထိုင်ကြရတဲ့အခါရှီယိုစဲမြေခွေးကြီးနဲ့ခစ်တစ်ကျောင်းသူလေးတို့အခြားကထူးဆန်းပြီးတော့ချုံမိန်လုံးနဲ့အချစ်ဇလန်လေးကိုရင်ခုန်စွာနဲ့မြင်တွေ့ရမယ့်ဇာကားလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေနဲ့ကတော့မင်းသားချောလေးဂျန်ကီယုံနဲ့မင်းသမီးချော်လေးအီဟာယူတို့ကပါဝင်တရုပ်ဆောင်ထားပြီးတော့ rating နေနဲ့ကတော့ IMDb 7.6 ရရှိထားတဲ့ဇလန်လေးကောင်းလေးပဲဖြစ်ပါတယ်နံပါတ်4 Good Family Botလူသားတဝက်တဝဘွားနဲ့မွေးဖွားလာပြီးတော့လူသားစစ်ဖြစ်ခွင့်ရဖို့လှုပ်ဝက်စာအုပ်ကိုရှာဖွေနေတဲ့ကောင်လေးနဲ့တစ္ဆာရှိလာတဲ့မိန်းကလေးစစ်တဲ့တော်တို့ရဲ့တမိုင်းနောက်ခံအချစ်မော်ကိုဒီဇက်ကားလေးကတော့ MBC ဆိုတဲ့ရုပ်သံလိုင်းကနေအပိုင်း24ပိုင်းထိထုတ်လင်းပြသခဲ့တဲ့ Romantic Action တမိုင်းနောက်ခံ Fantasy Drama ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်ဂျိုဆိုကစ်ကနိုင်ငံရေးပြိပခတွေကြားထဲမှာလူသားဖြစ်တည်မှုတဲ့အဓိပ္ပာယ်နဲ့မေတ္တာတရားရဲ့အင်အားကိုအရှင်ခံအလန်းစားတွေနဲ့မျက်ရည်ဝဲစရာဇက်ကွက်တွေနဲ့ပုံပေါ်ထားတဲ့လူကြိုက်များခဲ့တဲ့ကနဝင်ဇက်ကာကောင်းကြီးပဲဖြစ်ပါတယ်ဇလန်လေးကတော့တောင်ဆောင်နှစ်ဖျားမြေခွေးကြီးကိုရောင်နဲ့လူသားမျိုးသမီးတို့ရဲ့ကြေကွဲစရာအချစ်ဇလန်ကနေမွေးဖွားလာခဲ့တဲ့ Choi Kan Chi ဟာမိမိကိုလူသားအစ်စ်လို့ထင်မှတ်ပြီးတော့ကုံတယ်မိသားစုမှာကြီးပင်းလာခဲ့ပါတယ်ဒါပေမဲ့တနေ့မှာတော့သူ့ရဲ့တပါးလုံးအမိကိုเจ้าမြေခွေးအစွမ်းနေနိုးထားလာတဲ့အခါမှာတော့သူ့ဘဝဟာလုံးဝပြောင်းလဲသွားပါတော့တယ်ကန်ကြီးဟာလူသားပြေဝဖြစ်လာနိုင်မဲ့လှုပ်ဝက်ချက်တွေပါဝင်တဲ့ခြေအောင်စာအုပ်ကိုရှာဖွေဖို့ခီးထွက်ခဲ့ပါတယ်အဲ့ဒီခီးလမ်းမှာတော့စစ်ပညာကျွမ်းကျင်တဲ့လေးသမားမလေးဒန်ယိုဦးနဲ့ဆုံတွေ့ပြီးတော့အသက်ပိတ်ကြားကနေတန်ရုံးစင်တွေ့ခဲ့ကြပါတယ်မိသားစုရန်ညိုးတွေနိုင်ငံရေးလောဘသားတွေကြားထဲမှာကန်ကြီးတယောက်သူ့ရဲ့မြေခွေးစိတ်ကိုထိန်းချုပ်ပြီး
ပြီးတော့ရှေ့ရသူတွေကိုကာကွယ်ရင်းနဲ့လူသားစစ်စစ်ဖြစ်လာနိုင်မလားဆိုတာကိုစိတ်လှုပ်ရှားပွဲကြည့်ရှုရမှာဖြစ်ပါတယ်ဒီကတရုပ်ဆောင်နေနဲ့ကတော့မင်းသားဤဆောင်ကြီးနဲ့မင်းသမီးချောလေးဘန်ဆူဂျီတို့ကပထမဆုံးအတွဲညီညီပါဝင်တရုပ်ဆောင်ထားကြပြီးတော့ဝေတင်နေနဲ့ကတော့ INDB 7.90 ရရှိခဲ့တဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တငယ်ချင်းတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်